ခေါ်ဖို့အတွက်1819ခုနှစ်ဒီဇင်ဘာလမှာသင်္ဘောနဲ့ထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သင်္ဘောဟာမုန်တိုင်းမိပြီးမာဆူဒီပါတန်မြို့ကလေးကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမြို့ကနေရန်ကုန်ကိုပြန်ရောက်ဖို့မဒရတ်မြို့ကနေသင်္ဘောစီးပြီးပြန်ဖို့နီလန်တစ်ခုပဲရှိတဲ့အတွက်ကြောင့်သူဟာမိုင်300ခရီးကိုဒုက္ခမျိုးစုံရင်ဆိုင်ပြီးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာရန်ကုန်မြို့မှာကာလဝန်းရောဂါဖြစ်ပြီးကာကွယ်ဆေးလည်းမရှိအင်္ဂလိပ်နဲ့မြန်မာစစ်ဖြစ်ပွားမဲ့သတင်းတွေကလည်းပြန့်နေပါတယ်။ဒါပေမဲ့မမအန်းဟာဆရာယုဒတန်ကိုရန်ကုန်မြို့မှာစောင့်ခဲ့ပါတယ်။ဆရာယုဒတန်လည်းမဒရတ်မြို့ကနေပြန်ရောက်လာခဲ့ပါတယ်။ဆရာယုဒတန်ဟာအန်းနဲ့တိုင်ပင်ပြီးရွှေတကုံဖျားကိုသွားတဲ့လမ်းတနေရာမှာဇရပ်တဆောင်စောက်ခဲ့ပါတယ်။1819ခုနှစ်ဧပြီလ4ရက်နေ့ပထမဆုံးပြုလုပ်တဲ့ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဝတ်ပြုကိုးကွယ်ပွဲကိုလူ25ယောက်တက်ရောက်လာခဲ့တယ်။ဇရပ်ဖွင့်ပြီးတပတ်လောက်အကြာ1819ခုနှစ်ဧပြီလနောက်ဆုံးအပတ်မှာအခြားသူတွေနဲ့မတူပဲတိတ်တိတ်ဆိတ်ဆိတ်နားထောင်တဲ့သူတယောက်ကိုဆရာတွေ့လိုက်ရတယ်။သူဟာအသက်35နှစ်လောက်ရှိတဲ့ဦးနောဖြစ်ပါတယ်။ဘိုးတော်ဖျားဘယေမင်းမြတ်နတ်ရွာစံပြီးဘာကြီးတော်ဖျားနန်းတက်လာတယ်။မင်းပြောင်းမင်းလွဲကြောင့်ရန်ကုန်မြို့ဟာမငြိမ်မသက်ဖြစ်နေတဲ့အချိန်1819ခုနှစ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့မှာဇေယျနဲ့မနီးမဝေးမှာရှိတဲ့ရေကန်မှာပရိသတ်30ရဲ့ရှေ့မှာဦးနောကိုဆရာယုဒတန်ကရေနှစ်ချင်းမင်္ဂလာပေးခဲ့ပါတယ်။သူတို့မြန်မာပြည်ကိုရောက်ပြီး6နှစ်အကြာလူတယောက်ကိုနှစ်ချင်းမင်္ဂလာပေးလိုက်ရတဲ့အတွက်ဘုရားခင်ရဲ့ကျေးဇူးနဲ့ဂရုဏာတော်ကိုချီးမွမ်းနေမိကြပါတယ်။1819ခုနှစ်ဒီဇင်ဘာလ21ရက်နေ့မှာဆရာယုဒတန်ဟာရန်ကုန်မှာလွတ်လွတ်လပ်လပ်သာသနာပြုခွင့်ရဖို့ရန်ကုန်ကနေအင်းဝကိုထွက်ခွာပြီးဇန်နဝါရီလ25ရက်နေ့မှာရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းလွတ်လပ်စွာသာသနာပြုခွင့်မရခဲ့လို့ရန်ကုန်ကိုပြန်လာခဲ့ပါတယ်။1820ခုနှစ်အလယ်လောက်မှာရေနှစ်ချင်းမင်္ဂလာခံယူသူ10ယောက်လောက်ရှိလာပြီ။အဲ့ဒီအချိန်မှာဧဝံဂေလိ4ကျမ်းနဲ့ရှင်ယောဟန်ဩဝါဒ3ကျမ်းကိုဘာသာပြန်ပြည့်စည်ခဲ့ပါတယ်။ဆရာယုဒတန်တို့ဇနီးမောင်နှံဟာနေ့စဉ်ညဇက်အနားမယူပဲအလုပ်လုပ်ကြတဲ့အတွက်ကျမ်းမာရေးချုပ်ယွင်းလာပါတယ်။အိမ်ထဲမှာရက်အတော်ကြာအနားယူပြီးဆရာယုဒတန်ပြန်လဲကျမ်းမာလာပေမဲ့မမအန်ကတော့မသက်သာလာခဲ့ပါဘူး။ဒါကြောင့်မမအန်ဟာ1820ခုနှစ်ဩဂတ်လ21ရက်နေ့မှာအမေရိကန်ပြည်ကိုဆေးကုသခံဖို့ပြန်သွားခဲ့ရပါတယ်။1821ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာသာသနာပြုဆရာလည်းဖြစ်မျက်စိအထူးကုဆရာဝန်လည်းဖြစ်တဲ့ဒေါက်တာပရိုက်စ်ရန်ကုန်မြို့ကိုရောက်ပြီးသူမျက်စိအတွင်းတိမ်ကိုကျွမ်းကျွမ်းကျင်ကျင်ခွဲစိတ်နိုင်တဲ့သတင်းကြောင့်ဗတ်ကြီးတော်ဖျားကအင်းဝကိုလာဖို့အမိန့်ပေးလိုက်ပါတယ်။ဒေါက်တာပရိုက်စ်တယောက်တည်းသွားဖို့မဖြစ်နိုင်တဲ့အတွက်ဆရာယုဒတန်ဟာမသွားချင်ပေမဲ့လည်းဒေါက်တာပရိုက်စ်နဲ့အတူလိုက်ပါသွားခဲ့ရတော့တယ်။အဲဒီအချိန်မှာယောမဩဝါဒကျမ်းကိုဘာသာပြန်လို့ပြီးသွားခဲ့ပါပြီ။1822ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာအင်းဝရွှေမြို့တော်ကိုရောက်သွားခဲ့တယ်။ဘာကြီးတော်ဖျားဟာဒေါက်တာပရိုက်စ်နဲ့ဆရာယုဒတန်တို့ကိုအင်းဝမြို့တော်မှာမြေကွက်ပေးပြီးနေထိုင်ခွင့်ပြုခဲ့တယ်။နန်းတော်နဲ့တမိုင်ကွာတဲ့အေယာဝတီမြစ်ကမ်းဘေးတနေရာမှာဆရာယုဒတန်ဟာသူနေဖို့အိမ်နဲ့
ကျောင်းဆောက်ဖို့အတွက်ခွင့်ပြုချက်ရခဲ့ပါတယ်1823ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာအင်းဝမြို့တော်ကနေရန်ကုန်ကိုပြန်လာခဲ့တယ်1823ခုနှစ်ဇူလိုင်လ12ရက်နေ့မှာဓမ္မသစ်ကျမ်းကိုမြန်မာဘာသာသို့အောင်မြင်စွာပြန်ဆိုပြီးခဲ့ပါပြီ1823ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာမမအန်ဟာသာသနာပြုဆရာ2ဦးဖြစ်တဲ့ဒီဘိုရာနဲ့ဂျော်နသန်ဝိတ်တို့နဲ့အတူရန်ကုန်ပြန်ရောက်လာပါတယ်ဆရာယူဒသန်ဟာမမအန်နဲ့အင်းဝမြို့တော်ကိုထွက်သွားခဲ့ပါတယ်လန်ခီမှာမြန်မာနဲ့အင်္ဂလိပ်စစ်ဖြစ်မဲ့အကြောင်းကိုကြားခဲ့ကြရတယ်အင်းဝကိုရောက်တဲ့အခါမမအန်ကတော့မိန်းကလေးတွေကိုစာသင်ပေးနေခဲ့တယ်ရန်ကုန်မြို့ဟာအင်္ဂလိပ်လက်ထဲကိုကျသွားခဲ့ပါတယ်ဒီလိုမမျှော်လင့်ပဲကျသွားတာဟာအင်းဝမှာရှိတဲ့အင်္ဂလိပ်တွေကကြိုတင်သတင်းပေးတယ်လို့ယုံကြည်ကြတယ်အဲဒါကြောင့်1824ခုနှစ်ဇွန်လ8ရက်နေ့အင်္ဂါနေ့ညနေအချိန်မှာဆရာယူဒသန်ကိုဘကွက်သားတွေကကျိုးနဲ့ကြက်ကြက်ထုတ်ပြီးခေါ်သွားခဲ့တယ်ဆရာယူဒသန်ဟာလက်မယွန့်ထောင်မှာအလျားပေ40အနံပေ30ရှိတဲ့အခန်းထဲမှာချုပ်ထားတာကိုခံရတယ်အဲ့ဒီအခန်းကပတင်းပေါက်မရှိဘူးအလုံးပိတ်ထားတယ်ဝင်ပေါက်တကားတစ်ခုပဲရှိတယ်နာယံကြားအပေါက်ကလေးကနေအလင်းရောင်နည်းနည်းလေးပဲရပါတယ်ဆေးကြောတန့်စင်ထားတာမရှိလို့ဆိုးဝါးညစ်ညမ်းတဲ့အနံ့တွေကိုရှူကြရတယ်အကျဉ်းသား90လောက်ရှိတယ်ဆရာယူရတန်ကိုတန်ချေခြင်းတွေနဲ့ခတ်ထားပြီးတန်ကြိုးနဲ့ချီထားတယ်ညအချိန်ရောက်တဲ့အခါအကျဉ်းသားတွေရဲ့ခြေထောက်တွေကိုအပေါ်မြောက်တင်ပြီးချီထားတယ်အဲ့ဒီလိုတညလုံးနေကြရတယ်မမအန်ကတော့ဖျားခင်ကိုခွန်အားပေးပါလို့ဆုတောင်းနေရတယ်နောက်တစ်နေ့မှာမမအန်ဟာဆုတောင်းခြင်းအဖြစ်ခွန်အားအသစ်ကိုရခဲ့တယ်သူမဟာဆရာယူရတန်ကိုတချို့မဟုတ်တဲ့အကြောင်းနဲ့ထောင်ကနေလွတ်မြောက်ဖို့ကြိုးစားမယ်လို့စိတ်ပိုင်းဖြတ်လိုက်တယ်အခက်အခဲအမျိုးမျိုးကြုံခဲ့ရပေမဲ့မမအန်ကတော့မလျှော့သောဇွဲလူလာနဲ့ကြိုးစားနေခဲ့ပါတယ်သူမရဲ့မနာမနေကြိုးစားမှုကြောင့်နိုင်ငံသားအကျဉ်းသားတွေဟာပိတ်လှောင်ထားတဲ့အခန်းထဲကနေပြီးအပြင်ဘက်မှာဝါးတဲကလေးတွေနဲ့တယောက်တစ်ခန်းစီနေခွင့်ရလာတယ်မမအန်ရဲ့ပရိယေကြောင့်လဲဆရာယူဒသန်10နှစ်အထိကြိုးစားပြီးပြုစုခဲ့ရတဲ့ဓမ္မသစ်ကျမ်းစာတွေကိုထောင်ထဲမှာခေါင်းအုံးပြီးတော့အိတ်နိုင်ခွင့်ရခဲ့ပါတယ်1825ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာမမအန်ဟာသမီးကလေးကိုဖွားမြင်ပြီးမာရီယာအဲလစ်ဘက်ဘာတာဝတ်ဂျက်ဆန်လို့နာမည်ပေးခဲ့ပါတယ်1825ခုနှစ်ဧပြီလမှာဆရာယူဒသန်ဟာအပြင်းဖျားနေတယ်အဲ့ဒီအချိန်မှာနိုင်ငံသားအကျဉ်းသားတွေကိုအောင်ပင်လယ်ထောင်ကိုခေါ်သွားခဲ့ကြတယ်ဆရာယူဒသန်ဟာနေမကောင်းဖြစ်နေပြီးနွေရာသီဖြစ်လို့နေကလည်းအယံပူလန်ခီကလည်းကြမ်းတမ်းကြောက်ခဲတွေသဲတွေပေါ်မှာဖနက်မပါပဲရှောက်သွားရလို့ခြေဖွားမှာမီးလောင်ဖုတွေလိုဖြစ်နေတယ်လဲမွန်ထောင်နဲ့အောင်ပင်လယ်ဟာ10 မိုင်ဝေးပါတယ်မမအန်ဟာအဲ့ဒီသတင်းကိုကြားတဲ့အခါသမီးငယ်လေးကိုပိုက်ပြီးဆရာယူရတန်စီကိုအပြေးသွားခဲ့ပြီးဆရာယူရတန်နဲ့အတူအောင်ပင်လယ်မှာနေထိုင်ခဲ့ပါတယ်1825ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာဆရာယူဒသန်ကိုအကျဉ်းသားဘဝကလွတ်မြောက်ခွင့်ပေးတဲ့အမိန့်စာနဲ့ရွှေမြို့တော်ကိုချက်ချင်းလာဖို့ဆင့်ခေါ်စာကိုပေးလိုက်တယ်တကယ်တော့သူ့ကိုလွတ်လပ်ခွင့်မပေးသေးပါဘူး